အားလုံးပဲမင်္ဂလာပါဒီညအတွက်တော့တရေအကြောင်းလေးရှူစားနာဆင်ကြပါတရေအကြောင်းလေးဒီညရဲ့အမောင်ထဲမှာဒီညရဲ့အမောင်ထဲမှာအသက်မရှူရဲဘူးဘယ်သူမှမရှိဘူးနောက်ကျောမှအေးဆက်နေတယ်တစုံတစ်ခုလာနေပြီလာနေပြီ